မင်္ဂလာပါ teacher ကတော့ KT ရဲ့ Education Center ရဲ့ teacher ခင်သန်းတွေပဲဖြစ်ပါတယ်ဒီနေ့ Grade 12 Unit 3ရဲ့ Intercultural Communication အကြောင်းကိုရှင်းပြပေးမယ် Intercultural Communication ရဲ့အဓိပ္ပာယ်ကယဉ်ကျေးမှုကွဲပြားသူများအကြားကူးလူးဆက်ဆံရေးလို့ပြောတာ Inter ဆိုတာအတွင်းကိုပြောတာ Cultural ဆိုတာကယဉ်ကျေးမှုဆိုင်ရာ Communication ဆိုတာဆက်သွယ်ခြင်းဒါဆိုရင်ယဉ်ကျေးမှုကွဲပြားသူများအကြားကူးလူးဆက်ဆံရေးလို့ဘာသာပြန်လို့ရတယ်နော်ကြည့်ကြည့် The 21st century world 21ရာစုကမ္ဘာခေတ်မှာ has become ဖြစ်ပေါ်လာတယ် a more diverse community diverse ဆိုတာဒီကျတော့ကွဲပြားတာကိုပြောတာနော် diverse ရဲ့အဓိပ္ပာယ်ကကွဲပြားတာမတူတာကိုပြောတာcommunity ဆိုတာကကျွန်တော်အဖွဲ့အစည်းကိုပြောတာဒါဆိုဒီနေ့ခေတ်21ရာစုဟာဆိုလို့ရှိရင်မတူကွဲပြားတဲ့အဝင်ဝိုင်းတွေကိုရှိတယ်လို့ဆိုလိုချင်တာ as a result of ဆိုတာရလဒ် of rapid changes rapid ဆိုတာလျင်မြန်သော changes ကပြောင်းလဲခြင်းလျင်မြန်သောပြောင်းလဲခြင်းရဲ့အကျိုးကျေးဇူး in the global community global လို့ပြောတာကျတော့ကမ္ဘာ global economy ဆိုတာကျတော့စီးပွားရေးလို့ဆိုတကမ္ဘာလုံးရဲ့စီးပွားရေးတွေ technology ဆိုတာကျတော့ဘာကိုပြောတာလဲဆိုရင်နည်းပညာတွေ transportation ဆိုတာသယ်ယူပို့ဆောင်ရေးဒါဆိုနည်းပညာတွေသယ်ယူပို့ဆောင်ရေးတွေတကမ္ဘာလုံးရဲ့စီးပွားရေးနည်းပညာနဲ့သယ်ယူပို့ဆောင်ရေးတွေဟာလင်းလင်းမြန်မြန်ပြောင်းလဲလာတဲ့အတွက်ကြောင့်မလို့ခုနက teacher တို့ရဲ့21ရာစုကဘာကြီးဟာပိုမိုပြီးတော့မှသူများနဲ့မတူတဲ့ကွဲပြားခြားနားတဲ့လူပါအဝင်အဝိုင်းကြီးတွေဖြစ်ပေါ်လာတယ်တဲ့ There has been more contact ဆိုတာကကျတော့တွေ့ဆုံတာเนาะဆက်ဆံရေးတွေထိတွေ့တာအဲ့တော့ထိတွေ့ဆက်ဆံသည်လို့ပြောလို့ရတယ်ဒါဆိုရင်ထိတွေ့ဆက်ဆံမှုတွေပိုများလာပါတယ် among people လူတွေကြားထဲမှာထိတွေ့ဆက်ဆံမှုတွေပိုများလာတယ် who are from different religious အဲ့တော့ difference ဆိုတာမတူသောကွဲပြားသော religious လို့ပြောရင်ဘာသာရေး social လူမှုရေး ethnic ဆိုတာလူမျိုးစု and educational background ပညာရေးနောက်ခံဆိုလိုတာကမတူကွဲပြားတဲ့ခုနကဘာသာရေးတွေလူမှုရေးတွေလူမျိုးစုတွေနဲ့ပညာရေးနောက်ခံတွေကမတူညီကြဘူးဒီလိုမတူညီကြတဲ့လူတွေကြားထဲမှာတယောက်နဲ့တယောက်ထိတွေ့ဆက်ဆံမှုတွေဟာဒီနေ့ခေတ်မှာပိုမိုများပြားလာတယ်လို့ဆိုလိုတာဒီတိနားလဲတယ်နော် therefore ဒါကြောင့်မလို့ intercultural communication ဒါကြောင့်မလို့ teacher တို့ခုနဘလို့ communication လဲမတူညီတဲ့ယဉ်ကျေးမှုကြားမှာဖြစ်ပေါ်လာတဲ့ဆက်ဆံရေးတွေဟာ plays an important role ဒီမှာ play ကစားသည်မဟုတ်ဘူးအရေးပါလာတယ် an important role ဆိုအရေးပါတဲ့အခန်းကဏ္ဍအနေနဲ့ plays ဖြစ်ပေါ်လာတယ်လို့ပြောတာ in diverse ဆိုတာမတူကွဲပြားသော cultural ယဉ်ကျေးမှုဆိုင်ရာ context ဆိုဒီမှာအခြေအနေလို့ပြောတာဒါဆိုရင်ခုနကဘာဖြစ်လာလဲယဉ်ကျေးမှုမတူတဲ့လူတွေကြားထဲမှာပေါင်းသင်းဆက်ဆံရေးကမတူကွဲပြားတဲ့ယဉ်ကျေးမှုအခြေအနေတွေဖြစ်ပေါ်လာတယ်အဲ့ဒီမတူကွဲပြားတဲ့ယဉ်ကျေးမှုအခြေအနေကြားထဲမှာဆက်ဆံရတဲ့အခန်းကဏ္ဍကလည်းအင်မတန်မှအရေးပါလာပြီလို့ဆိုလိုတာ intercultural communication ခုနကတချို့တို့ယဉ်ကျေးမှုမတူညီတဲ့ကြားထဲကနေဆက်ဆံရေးဟာ is a discipline သိလာပါတယ် discipline ဆိုတာကဘာဖြစ်တာလဲဒီမှာဒီနယ်ပယ်တစ်ခုပြောလို့ရတယ်လို့စီကံချက်တစ်ခုဖြစ်တယ် that studies လေ့လာတဲ့ communications ဆက်ဆံရေးကိုလေ့လာတဲ့ across different culture difference ဆိုမတူကွဲပြားတဲ့ culture ဆိုတာကယဉ်ကျေးမှုကြားမှာ social groups ဆိုတာလူအဖွဲ့အစည်းကြားမှာဒါမှမဟုတ်ရှင် all culture affects culture ဆိုတာမတူကွဲပြားတဲ့ယဉ်ကျေးမှုကြားမှာဘာဖြစ်လာတာလဲ communication ဆက်ဆံရေးတွေကခုနက
ထိရောက်ဘလို့မျိုးတက်ရောက်မှုရှိလဲဆိုတာဒီအရေးကြီးဘလို့တက်ရောက်မှုရှိလဲဆိုတဲ့အရေးကြီးတဲ့ကဏ္ဍအနေနဲ့ဖြစ်လာတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကယဉ်ကျေးမှုမတူတဲ့လူအကြားမှာဆက်ဆံရေးဟာမတူကွဲပြားတဲ့ယဉ်ကျေးမှုနဲ့လူအဖွဲ့အစည်းကြားမှာပြောဆိုဆက်ဆံတာဒါမှမဟုတ်ရှင်ယဉ်ကျေးမှုကနေပြီးတော့မှပြောဆိုဆက်ဆံရေးကိုဘယ်လိုတက်ရောက်တယ်လဲဆိုတာကိုလေ့လာလို့ရတဲ့နယ်ပယ်တစ်ခုစီကံချက်တစ်ခုဖြစ်လာတယ်လို့ပြောတာဒီတိရှင်းမယ်နော် when we dealဆိုတာဆက်ဆံတယ်ဘယ်သူနဲ့ဆက်ဆံတာလဲလူတွေနဲ့ဆက်ဆံတယ် from different culture မတူညီတဲ့ခုနကယဉ်ကျေးမှုကိုကျွန်တော်တို့ဆက်ဆံတယ် intercultural conflicts အဲ့လိုဆက်ဆံတဲ့အခါမှာဒီကျတို့ယဉ်ကျေးမှုဆိုင်ရာမတူညီတဲ့ခုနကပြဿနာတွေနော် conflict ဆိုတာပဋိပက္ခပြဿနာတွေ and misunderstanding နားလည်မှုကွဲပြားတာတွေ may arise ဆိုတာဖြစ်ပေါ်နိုင်တယ် from differences မတူကွဲပြားခြင်းကြောင့် in cultural value တယောက်နဲ့ယဉ်ကျေးမှုဓလေ့ထုံးစံအကြား values တန်ဖိုးခြင်းမတူညီမှုတွေ and traditional practices ခုနရိုးရာဓလေ့တွေနော်ထိမ့်နဲ့သူတို့တွေလောက်တဲ့ရိုးရာဓလေ့တွေမတူကွဲပြားခြင်းကြောင့်မလို့ဒီချာတို့ဒီယဉ်ကျေးမှုဓလေ့ထုံးစံကြားမှာနားလည်မှုလွဲတာတွေဟုတ်လားတန်ဖိုးထားခြင်းတွေမှာတယောက်နဲ့တယောက်မတူတာတွေကွဲပြားတာတွေကြောင့်နားလည်မှုလွဲတာတွေပဋိပက္ခတွေဖြစ်ပေါ်လာနိုင်တယ်လို့ပြောတာဒီတိမရှင်းတာရှိလား Study the following blog posts to see how different cultural backgrounds ဒါဆိုအောက်ပါပေးထားတဲ့ခုနကဒီချတို့ blog post 1တို့2တို့အဲ့ဒီရဲ့အစရှိသဖြင့်ကိုလေ့လာကြည့်မယ်လေ့လာကြည့်ပြီးတော့မတူကွဲပြားတဲ့ဒီချတို့ cultural background နောက်ခံယဉ်ကျေးမှုမတူကွဲပြားတဲ့အရာတွေကိုလေ့လာကြည့်မယ် lead to certain conflicts lead to ဆိုတာဦးတည်တဲ့ certain ခုနကဘာဖြစ်တာလဲ conflict ဆိုတာကပဋိပက္ခတွေ misunderstanding နားလည်မှုလွဲတာတွေဟာခုနက communication ဆိုတာဆက်ဆံတဲ့ကြားမှာဘယ်လိုတက်ရောက်မှုရှိတယ်လဲဆိုတာအောက်ပါ post လေးကိုလေ့လာကြည့်လို့ရတယ်ဆိုလိုတာကကိုပြောဆိုဆက်ဆံရေးကိုထိခိုက်နိုင်တဲ့တချို့မတူကွဲပြားတဲ့ပဋိပက္ခတွေနားလည်မှုလွဲတာတွေကတော့ teacher တို့ရဲ့မတူကွဲပြားတဲ့ယဉ်ကျေးမှုနောက်ခံတွေကနေဖြစ်ပေါ်စေတယ်ဘယ်လိုဖြစ်ပေါ်စေလဲဆိုတာအောက်ပါ blog တွေကိုလေ့လာကြည့်ရအောင်တဲ့ကဲဒါဆိုရင် blog post 1ကိုလေ့လာကြည့်မယ် the culture of saving face အဲ့တော့ saving face တဲ့အဲ့တော့ခုနကပါလဲဆိုတာကဒီ culture ဆိုတာကယဉ်ကျေးမှုပေါ့အဲ့ဒါဆို post 1ကို blog post 1ကိုလေ့လာကြည့်အောင် under the Japanese exchange ခုန Japanese ဆိုတာကျတော့ဂျပန်ပေါ့နော် exchange ဆိုတာကျတော့ဖလှယ်တာနော်ဒီမှာတော့လေဖလှယ်တယ် and teaching JET program အဲ့တော့ JET ဆိုတာကခုန program တစ်ခုအဲ့တော့ဂျပန်နိုင်ငံရဲ့ဖလှယ်ခြင်းနဲ့သင်ကြားရေးအစီအစဉ်ပေါ့နော်သင်ကြားရေးအစီအစဉ် program ကနေပြီးတော့သူ့ရဲ့အောက်မှာအလုပ်လုပ်နေတဲ့ Megan ဆိုတဲ့သူတယောက်ရှိတယ်သူဒီဘယ်သူလဲဆို an Australian teacher သူဒီ Australia နိုင်ငံသားဆရာမတယောက်ဖြစ်တယ် was excited ဆိုတာစိတ်လှုပ်ရှားနေတယ် to have challenging experience challenging ဆိုတာခုနကဘာလို့တာလဲခုနကတကယ်စိတ်လှုပ်ရှားစရာကောင်းတဲ့အတွေ့အကြုံတွေကို experience in Japan စိတ်လှုပ်ရှားစရာကောင်းတဲ့ဒီအတွေ့အကြုံတွေဂျပန်မှာရှိတဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့အတွေ့အကြုံတွေကိုဖလှယ်ဖို့အတွက်ရောက်လာတဲ့ Australia ဆရာမတယောက်ချောင်းကိုသူပြောထားတယ်တဲ့ရောက်လာပါတယ်တဲ့ after delivering her first lecture ပထမဦးဆုံးသူ့ရဲ့ delivering ဆိုဒီမှာပို့ချတယ်လို့ပြောတာနော်ပထမဦးဆုံးသူ့ရဲ့သင်ခန်းစာကိုပို့ချပြီးတဲ့နောက်မှာ she asked her Japanese colleagues အဲ့တော့ colleague ဆိုတာကသူ့ရဲ့လုပ်ဖို့ခိုင်ဖက်ပေါ့ဒီမှာ colleagues ကလုပ်ဖို့ခိုင်ဖက်များသူမရဲ့ဂျပန်ကလုပ်ဖို့ခိုင်ဖက်ဆရာမတွေကိုသူမေးတယ်ဂျပန်လူမျိုးပေါ့နော်ဂျပန်လူမျိုးလုပ်ဖို့ခိုင်ဖက်ဆရာမတွေကိုမေးတဲ့အခါမှာ for some suggestions
သူမရဲ့ပို့ချချက်အတွက် suggestion ဆိုတာအကြံဉာဏ်တစ်ခုခုသူတောင်းတယ်တုံးတက်ခိုင်းတယ်ပေါ့ on a lecture သူမရဲ့သင်ကြားရေးနဲ့ပတ်သက်ပြီးတော့မှသူ့ရဲ့သင်ကြားရေးကအကျိုးရှိလားမရှိလားအဆင်ပြေလားမပြေလားဆိုသူတို့ရဲ့ idea ကိုတောင်းခံကြည့်တယ်အဲ့လိုတောင်းခံကြည့်တဲ့အခါမှာ did it work ဟုတ်လားအဆင်ပြေလားဟုတ်လားဒါမှမဟုတ် did the activity go well ဒီရဲ့ခုနသူလုပ်တဲ့ activity တွေကအဆင်ပြေလားဟုတ်လားအစရှိပြီသူမေးမြန်းတယ် she didn't receive any negative comments didn't receive ဆိုမရရှိဘူး any negative comments ဆို comment เนาะဒီ negative comments ဆိုတော့ခုနဒီမကောင်းဘူးဆိုတဲ့ comment တွေနဲ့ပတ်သက်ပြီးတော့မှမကောင်းဘူးဆိုတဲ့သုံးသပ်ချက်တွေတခုမှမရအောင် no one said no to her directly ဘယ်သူတယောက်ကမှသူ့ကိုအစင်မပြေဘူးမကောင်းဘူးဆိုတာဘယ်သူမှဒီမှာဓာတ်ရိုက်လည်းမပြောဘူးတိတိကျကျလည်းမပြောကြပါဘူးတဲ့နော် now she has been in Japan for 2 months သူဂျပန်ကိုရောက်နေတာ2 လလောက်ရှိပြီ and she hasn't heard the word yeah ဆိုတာ no ပေါ့ဟုတ်လား ဆိုပြီးတော့မှ ဒါမှမဟုတ် ဆိုရဲ no ဆိုရဲပတ်သက်ပြီးတော့မှစကားကိုလုံးဝမကြားရအောင်ကြားလည်းမကြားခဲ့ဘူး what an exciting experience for her အဲ့ဒီအတွက်သူမအတွက်ကတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့အတွေ့အကြုံတစ်ခုပဲဖြစ်တယ်เนาะဂျပန်လူမျိုးတွေကလည်းအားနာတတ်တဲ့သဘောမှရှိတယ်ပေါ့ကဲဒါဆိုဒီနားလည်မယ်လို့ထင်တယ်เนาะ as can be seen in blog post 1ဒါဆို blog post 1မှာကျတော့တွေ့တဲ့အတိုင်းပဲJapanese people feel Japanese လူမျိုးတွေကဗါလဲဂျပန်လူမျိုးတွေကဒါမှရှင် no ဆိုမှအဲ့ဒီ no ဆိုတဲ့စကားလုံးက directly တိုက်ရိုက်ပြောတာသူတို့ဘယ်တော့မှမလုပ် will embarrass other embarrass ဆိုတာအခြားသူ embarrass ဆိုတာအရှက်ရစေတာ other ဆိုတာတခြားလူကိုအရှက်ရစေတာ or even make them lose face မျက်နှာကိုဘာဖြစ်စေရလဲမျက်နှာပြက်စေတယ်ဟုတ်လားမျက်နှာပြက်စရာကောင်းတဲ့ဟာမျိုးကိုသူတို့ဘယ်တော့မှသူများလူတစ်ဖက်သားကိုအရှက်ရစေတဲ့ဟာမျိုးလူတစ်ဖက်သားကိုမျက်နှာပြက်စေတဲ့အရာမျိုးသူတို့ဘယ်တော့မှလှုပ်ထားမရှိဘူးဘယ်တော့မှမလှုပ်ဘူးလို့ဒါပြောလို့ရတယ်ဒါဂျပန်လူမျိုးပေါ့နော် and they usually use များသောအားဖြင့်ဘာသုံးလဲ many other subtle expressions အဲ့တော့ subtle expressions ဆိုတာဒီမှာ subtle ဆိုတာကျွန်တော်တို့ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်အဲ့တော့ subtle ဆိုတာဘာပြောလို့ဆိုတိမ်မွေ့တော့ပေါ့နော်တိမ်မွေ့တော့ expression အနှုံးတွေကိုပဲသူတို့ဘာလုပ်လဲပြောတယ်အဲ့ဒါတော့ဘာလဲ such as maybe ဖြစ်နိုင်တယ် perhaps ဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ခုနဘာအစားလဲ no အစားဖြစ်နိုင်တယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့တိမ်မွေ့တဲ့ expression ကိုပဲသုံးလို့လေရှိပါတယ် for Megan အဲ့တော့ Megan ပေါ့နော်အဲ့တော့ Megan အတွက်တော့ she is ready သူမကတော့လက်ခံဖို့အသင့်ပဲ to welcome any useful suggestions welcome ဆိုကြိုဆိုမယ်လက်ခံတယ် useful အသုံးဝင်တဲ့ suggestions အကြံပြုချက်ကိုလက်ခံဖို့အဆင်သင့်ပဲ even if they hurt her feelings အကယ်၍သူတို့အဲ့ဒီရဲ့စကားလုံးတွေကသူမအတွက်စိတ်ထိခိုက်သွားခဲ့ရင်တော့မှအဲ့ဒီစကားလုံးတွေအဲ့ဒီအကြံဉာဏ်တွေအတွက်သူမကဘာလုပ်ဖို့လဲလက်ခံဖို့အဆင်သင့်ပါပဲတဲ့ကဲဒီတိမရှင်းတာရှိလားကဲဒါဆိုဒီတိကိုတိချာအဲ့ဆိုဒီတိမရှင်းတာမရှိဘူးလို့ထင်တယ်နော်ကဲဒါဆိုနောက်တစ်ခုဆက်သွားကြည့်အောင်နော် blog post 2ကိုသွားကြည့်မယ် blog post 2ကဘာလဲအဲ့တော့ wholesale လို့ဖတ်တယ်နော်အဲ့တော့သူ့ကို Josh လို့မဖတ်ဘူးဒီမှာတချို့စကားလုံးတွေကတော့ Josh လို့ပြောတယ်ဒီမှာကျ Josh အဲ့တော့ Josh လို့ဖတ်ပေးလိုက်မယ်အဲ့တော့ Josh was newly arrived ဆိုတာအသစ်ရောက်လာတယ်အသစ်ချက်ချွတ်ရောက်လာတယ် a Brazilian international student Brazil ဆို Brazil နိုင်ငံသားဟုတ်လား international school student ဆိုတာခုနကျောင်းသားပေါ့နော်အဆောင်နေကျောင်းသားတယောက်ဒါမှမဟုတ်ရှင်နိုင်ငံခြားကျောင်းသားတယောက်
အနေနဲ့သူများနိုင်ငံကိုရောက်လာတယ် on campus ဆိုတာကျောင်းနေကျောင်းသားကိုပြောတာနော်အဲ့တော့ကျောင်းနေကျောင်းသားနိုင်ငံခြားသားအဲ့တော့နိုင်ငံသားဘရာဇီးနိုင်ငံသားတယောက်ကကျောင်းတစ်ကိုသူရောက်လာတယ် after a few weeks in the USA အဲ့တော့ USA ဆိုတဲ့ America မှာသူရက်အနေငယ်ကြာတဲ့အခါမှာ Emma a classmate Emma ဆိုတဲ့သူ့ရဲ့တငယ်ချင်းကျောင်းသူเนาะ attempt for Emma ကဟုတ်လား Josh what are your plans for this weekend အဲ့တော့တချို့ကကြောလေ Jose လို့ဖတ်တယ် Josh လို့ဖတ်တယ်ပေါ့နော်အဲ့တော့ဒီမှာကြိုက်တဲ့တန်ထွက်နဲ့ဖတ်လို့ရပါတယ်နော်အဲ့တော့ဒီမှာ Josh လို့ပဲနည်းအလွယ်လေးတကူဖတ်လိုက်မယ်အဲ့တော့ Josh ကနေပြီးတော့မှ Josh ကိုသူပြောတယ် what are your plans this week နေဒီတစ်ပတ်မှာနေဘာလုပ်စရာရှိလဲပေါ့နော်အဲ့လိုပြောတာပေါ့နော်နေဘာလုပ်စရာရှိလဲဘာအစီအစဉ်တွေရှိလဲ let's hang out ဆိုတာအပြင်ထွက်တာเนาะတငယ်ချင်းနဲ့အပြင်ထွက်လဲတာဆို hang out လို့ပြောတယ်เนาะအပြင်ထွက်လဲရအောင်တငယ်ချင်းရေးတယ်အဲ့လိုပြောတယ်အဲ့တော့ခုနကသူဘာလုပ်လဲ Josh was surprised Josh ကဘာဖြစ်လဲအားတင်သွားတယ် surprise ဖြစ်သွားတယ်เนาะ surprise at her request to go out အဲ့တော့ဘာဖြစ်လဲသူမရဲ့အပြင်ကိုထွက်မယ်လို့သူပြောလိုက်တဲ့ဟာကိုကြည့်ပြီးတော့သူအရန်ကိုအားတင်သွားတယ် and thus ထို့ကြောင့် he was hesitant ဆိုတွန့်ဆုတ်ဖြစ်တယ် to respond to it အဲ့ဒီကောင်ကိုအဲ့ဒီအဖြေကိုပြန်ပေးဖို့အပြင်ထွက်ရအောင်လားလို့ပြောတဲ့အဖြေကိုပြန်ပြောဖို့ Josh ကပါဖြစ်လေတွန့်ဆုတ်ဖြစ်တယ် in the meanwhile အဲ့ဒီအချိန်မှာပဲ Emma felt awkward ဘာဖြစ်လို့ Emma ကလည်းသူ့ကိုကြည့်ပြီးတော့သူ့မျက်နှာမူရအောင်ကြည့်ပြီးတော့သူကလည်း awkward ဆိုတာစိတ်ကတိကအောက်ဖြစ်သွားတယ် she made an excuse and left အဲ့ဒီအခါမှာခုန Emma ဘာဖြစ်လဲစိတ်ကတိအောက်ဖြစ်သွားတဲ့အတွက်သူကဘာဖြစ်လဲသူ့ကိုနှုတ်ဆက်ပြီးတော့မှ and left ထွက်သွားလိုက်တယ် okay Josh realized that he had annoyed her Josh ကလည်းပဲသူဘာထင်လဲဆိုလို့ရှိရင်သူမကိုငါအနောက်ရှက်ဖြစ်အောင်ငါလုပ်မိပြီဆိုသူလည်းအားနာသွားခဲ့တယ် for Josh အနေနဲ့ကျတော့ဒီရဲ့ဇက်လန်မှာဒီ vlog မှာကျတော့ Josh အနေနဲ့တော့ in his homeland သူ့ရဲ့ Brazil ဖြစ်တဲ့သူ့ရဲ့မွေးရမြေမှာ it is unusual ဆိုတာထုံးတမ်းစင်လာမဟုတ်ဘူး for a woman မိန်းကလေးတယောက်အတွက် to start asking for a date မိန်းကလေးတယောက်အနေနဲ့မိန်းကလေးကနေစပြီးတော့မှချင်းတွေးဖို့တောင်းဆိုတယ်ဆိုတာကသူတို့နိုင်ငံရဲ့ဇာတိမြေမှာရှိတဲ့ Brazil မှာဒါဒီလှုပ်ရိုးလှုပ်ဆွေးမဟုတ်ဘူးထုံးတမ်းစင်လာမဟုတ်ပါဘူးတဲ့ not knowing the fact အဲ့တော့ဒီရဲ့အချက်လက်ကိုသူတို့မသိဘူးเนาะအဲ့တော့ not knowing the fact ဆိုဒီရဲ့အချက်လက်တွေကိုမသိဘဲနဲ့ခုနက that it is the man ယောက်ျားလေးတယောက်က who initiates ဆိုတာစပြီးတော့မှ dating request in Brazil အဲ့တော့ခုန Brazil မှာယောက်ျားလေးကစပြီးချင်းသွေးဖို့မလုပ်တာလေတောင်းဆိုလေးပဲရှိတယ်တဲ့ Emma asked for a date first ဒီ America မှာဆိုတော့ Emma ကစပြီးတော့မှယောက်ျားလေးကိုတောင်းဆိုတယ်ထုံတန်းစင်လားမရှိခဲ့ဘူးအဲ့တော့ Brazil မှာတော့ယောက်ျားလေးကနေစပြီးချင်းသွေးတို့တောင်းဆိုတာကို Emma လည်းမသိဘဲနဲ့သူကအရင်ဆုံးစပြီးတော့မှတောင်းဆိုခဲ့ပါတယ်တဲ့ in a community အဲ့တော့ America ဆိုတဲ့လူမှုအဖွဲ့အစည်းမှာတော့ it is just a casual invitation casual ဆိုတာကဒါဒီတာမန်ဖိတ်ခေါ်မှုတစ်ခုပဲဟုတ်လား casual ဆိုပေါ့ပါဖိတ်ခေါ်တယ် invitation ဆိုတာဖိတ်ခေါ်တယ်ကိစ္စတစ်ခုပဲ to have a friendly chat ဆိုတာခုနတရင်တနည်းစကားစမြည်ပြောတာ just to have a pure fun ဆိုတာဘာလို့လဲလုံးဝကိုတယောက်နဲ့တယောက်ပျော်ရွှင်ရုံတက်လို့ပြောတာเนาะ pure ဆိုတာဒီမှာအစစ်မှန်တော့မဟုတ်တက်လို့ပြောတာ and to get to know each other get to know ဆိုတာတိတ်လာတယ်ဒါ phrasal verb လေးပါတယောက်နဲ့တယောက်သိရုံခင်မင်ရုံเนาะ each other ဆိုတာတယောက်နဲ့တယောက်ခင်မင်ရုံသိတတ်ရုံအတွက်ဘာလုပ်တာလဲစကားစမီပြောဖို့ပေါ့ပါဖိတ်ခေါ်တယ်အရာတစ်ခုပဲပျော်ရွှင်မှုတက်တစ်ခုပါပဲတဲ့ဒါဆို Brazil မှာတော့အဲ့လိုလှုပ်ထားမရှိဘူးဒါနားလည်မှုလွယ်တဲ့အရာလေးကိုထောက်ပြတာဖြစ်တယ်ဒီမရှင်းတာရှိပါသလားကဲဒါဆို
blog post လေးကိုတွားကြည့်အောင်ကဲကျတော့တွားကြည့်မယ်ကဲဒါဆို vlog post ရတော့ James and his Italian friends အဲ့တော့ James နဲ့သူ့ရဲ့ Italy တငယ်ချင်းတို့ဟာ were watching ကြည့်နေတဲ့ the college football match college ရဲ့ဘောလုံးပွဲကိုကြည့်နေခဲ့တယ် between the University of Oklahoma Oklahoma ဆိုတာကငပိတန်နဲ့ထွက်မယ်ဆို Oklahoma ရဲ့ခုန OU ဆိုတဲ့ Oklahoma ရဲ့တက္ကသိုလ်ပွဲနဲ့ပြီးမှလည်း and the University of Texas at Austin မြို့မှာရှိတဲ့ Oklahoma ရဲ့တက္ကသိုလ် OU နော် Oklahoma ရဲ့တက္ကသိုလ်ပွဲနဲ့နောက် Texas တက္ကသိုလ်ဘောလုံးပွဲကိုကြည့်နေခဲ့တယ် During the match ပြိုင်ပွဲအတွင်းမှာ the OU fans held up ဆိုတာထောင်လိုက်တယ်ပေါ့ their index finger ဆိုတော့လက်ညိုးကိုထောင်လိုက်တယ်တဲ့ which means we are number 1လက်ညိုးကိုထောင်လိုက်တယ်ငါတို့ number 1ပဲဟဲ့ဆိုတော့မှထောင်လိုက်ပါတယ်တဲ့ and the Texas fans held up အဲ့တော့ Texas ပရိသတ်တွေကဆို held up ထောင်လိုက်တယ် the index finger and the little finger index ဆိုတာခုနပါလေခုနကျတော့ index finger ဆိုတာကခုနကလက်ညိုးနဲ့ little finger ဆိုတာလက်ညိုးနဲ့လက်သန်းကိုထောင်လိုက်ကြပါတယ် which means အဓိပ္ပာယ်က hook stem အဲ့တော့ hook stem လို့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ hook stem ဆိုတော့ကျွန်တော်တို့ဘာကိုပြောတာလဲလို့ပြောလို့ရှိရင်လက်ကောင်လို့ပြောတာနော်လက်ကောင်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာဖြစ်တယ်နော်အဲ့ဒီကောင်ကိုသူထုတ်လိုက်တယ် referring to the mascot ဆိုတာလက်ကောင် of the longhorn ဆိုတာကခုနကျတော့ဂျိုပေါ့နော်အဲ့တော့ခုနအဲ့ဒီကောင်လေးထောင်လိုက်ရင်လက်ညိုးနဲ့လက်တန်းလေးကဦးဂျိုရှိတဲ့နွားကိုရည်ညွှန်းတဲ့ဟာလေးအဲ့ဒီကောင်ရဲ့အဓိပ္ပာယ်က mascot လို့ခေါ်တယ်ခုနကျတော့လက်ကောင်လို့အဓိပ္ပာယ်ရတဲ့ဟာကိုထောင်လိုက်တဲ့ hook stem ဆို horn လို့ပြောတာနော် can broadly interpret ဆိုတာ broadly ဆိုတာကျယ်ပြန့် interpreted ရည်ညွှန်းတဲ့အဓိပ္ပာယ်ပြန်တဲ့ defeat them ဘာကိုပြောလိုက်တာလဲသူတို့ကိုအနိုင်ယူလိုက်ဆိုတဲ့ကောင်မျိုးကိုဆိုလိုတာ defeat them ဆိုအနိုင်ယူလိုက်လို့ပြောလိုက်တာဒါပေမဲ့အဲ့ဒီကောင်ကဆို Italian to an Italian Italy လူမျိုးအတွက်ကတော့ those judges ခုနကလက်ဟန်ခြေဟန်လေးဒီလက်ဟန်ပေါ့နော်လက်ဟန်လေးက means very different thing ဘာဖြစ်လဲသူတို့အတွက်လုံးဝကိုမတူတဲ့အဓိပ္ပာယ်ကောက်တယ် the first one holding up the index finger ခုနကတချို့တို့လက်ညိုးလေးက number 1လို့အဓိပ္ပာယ်ရတဲ့ကောင်လက်ကိုထောင်လိုက်တဲ့ကောင် offensive manner အဲ့လိုအဓိပ္ပာယ်ကအီတလီလူမျိုးအတွက်ခုနလက်ညိုးထောင်တာစော်ကားတဲ့အဓိပ္ပာယ် offensive manner ဆိုတာစော်ကားတဲ့အမှုအရာဖြစ်ပြီးတော့ and the second one ခုနဂျိုးလိုပုံစံလက်ကောင်လေးပေါ့ဟုတ်လားသူတို့အနိုင်တိုက်လိုက်ဆိုတဲ့အဓိပ္ပာယ်ကကျတော့ဘာလို့တာလဲ index finger နဲ့ little finger ဆိုတာလက်ညိုးနဲ့လက်သန်းလေးရဲ့အဓိပ္ပာယ်ကကျတော့ Italian လူမျိုးအတွက်ကတော့ဘာကိုပြောချင်တာလဲ is one of the worst ဆိုတာအင်မတန်မှဆိုးရတယ် insult ဆိုတာကလုံးဝကိုစော်ကားမှုတစ်ခုပေါ့ for the Italian people ခုန Italy နိုင်ငံသားတယောက်အတွက်စော်ကားတဲ့အမှုအရာလို့ဟုတ်လားအဆိုးအဆုံးစော်ကားမှုတွေကတစ်ခုလို့အဓိပ္ပာယ်ရတယ်တို့လား American လူမျိုးတော့ဒါဘာမှမဟုတ်ပါနဲ့သူများ Italy လူမျိုးတော့ဒါတော့စော်ကားတယ်ဆိုတာကိုသိထားရမယ်ပေါ့နော်ဒါဆိုရင်ဘာလို့လဲ it can be seen in blog post 3 the blog post 3မှာဘာကိုတွေ့ရလဲ that people from different cultural background အဲ့တော့ခုနကမတူကွဲပြားတဲ့ယဉ်ကျေးမှုနောက်ခံတယောက်ချင်းစီမှာရှိတဲ့လူတွေကတဲ့ communicate ဆက်သွယ်တဲ့ their thoughts ဆိုတာခုနပါလေသူတို့ရဲ့အတွေးတွေ and emotions ခံစားချက်တွေ differently ကွဲပြားစွာဘာလို့တာလဲကွဲပြားစွာဆက်ဆံကြတယ် by means of non-verbal communication non-verbal ဆိုကျွန်တော်စကားအရာမဟုတ်ဘဲနဲ့အမှုအရာပြောတာနော်အမှုအရာခံစားချက်တွေမတူဘူး such as facial expression ဆိုတာမျက်နှာအမှုအရာ
and gesture ဆိုတာခုနကျတော့ဘာကိုလောက်တာလဲခုနကလက်ဟန်ခြေဟန်တွေပေါ်မှာမူတည်ပြီးတော့မှဟုတ်လားအတိတ်ပဲချင်းကောက်တာချင်းမတူဘူးအတွေးချင်းကောက်တာချင်းမတူညီကြပါဘူးတဲ့ gestures can be different အဲ့တော့ခုနကလက်ဟန်ခြေခံအမှုရာတွေကမတူညီပါဘူး from one culture to another နောက်ထပ်ယဉ်ကျေးမှုတစ်ခုနဲ့နောက်ထပ်ယဉ်ကျေးမှုမှာအတိတ်ပဲတွေမတူညီကြပါဘူး this means that ဆိုလိုတာကတော့ a gesture ခုနကျတော့လက်ဟန်ခြေဟန်အမှုရာတွေက which is acceptable in one culture ဒီရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံမှာလက်ခံလို့ရပြီမယ် and might not be tolerated ဆိုတာသီးခံခွင့်လွတ်သည်ပေါ့ not လို့ပါတဲ့အတွက်သီးခံခွင့်လွတ်လို့မရဘူး in another တခြားနေရာမှာတော့သီးခံခွင့်လွတ်လို့မရဘူးဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဆိုဒီတိမရှင်းတာရှိပါသလားကဲဒါဆိုကျွန်တော်နောက်တစ်ခု vlog post 4ကိုတွားကြည့်အောင်နော်အဲ့တော့ဒါကဆိုကိုရီးယားနဲ့မြန်မာဇာတ်လမ်းပေါ့ Lee Yo Min အဲ့တော့ Lee Yo Min ဆိုရယ်ကိုရီးယားကျောင်းသူနဲ့ came to မြန်မာပြည်ကိုလာတဲ့ကိုရီးယားနိုင်ငံသူ Lee Yo Min ဆိုရယ်ကျောင်းသူတယောက်က under the KOICA overseas volunteer program အဲ့တော့ overseas ဆိုတာနိုင်ငံအဲ့တော့နိုင်ငံဘောပင်လေရီချားပေါ့ဗျာ volunteer ဆိုစေတနာဝန်ထမ်းကောင်မလေးတယောက်ကအဲ့ဒီ program တစ်ခုနဲ့မြန်မာပြည်ကိုလာပါတယ်လာတဲ့အခါမှာဘယ်သူဖြစ်လဲ became friends တငယ်ချင်းဖြစ်ပါတယ် with သူစားအောင်ဆိုတဲ့ကောင်မလေးတယောက်နဲ့တငယ်ချင်းဖြစ်တယ်သူစားအောင်ဆိုတာ a teenage girl စေကျော်သက်ကလေးမလေးတယောက်ဖြစ်တယ်သူနဲ့တငယ်ချင်းဖြစ်တယ် neither of them could speak the other's language နှစ်ယောက်စလုံးကတော့တယောက်ရဲ့ဘာသာစကားတယောက်ကိုမပြောတတ်ဘူးဆိုလိုတာကလီယူမင်းကမြန်မာစကားမတတ်ဘူးသူစားအောင်ကတော့ကိုရီးယားစကားမတတ်ကြပါဘူး however ဒါပေမဲ့ communication was going well ခုနသူတို့နှစ်ယောက်ကြားဆက်ဆံရေးက going well ကောင်းပါတယ် as they could communicate with each other in English သူတို့ကတယောက်နဲ့တယောက်အင်္ဂလိပ်လိုဆက်သွယ်နိုင်ကြပါတယ်သူစား address Lee Yo Min me as Lee Yo အဲ့တော့ခုနသူစားအောင်ကတော့ဘာဖြစ်လဲသူစားကတော့သူ့ကို Lee Yo Min လို့ခေါ်တယ်နော် address ကဒီမှာခေါ်တယ်လို့ပြောတာနော်အဲ့တော့သူ့လို့ဘာလုပ်တာလဲ Lee Yo လို့ခေါ်တယ်ပေါ့နော် Lee Yo လို့ခေါ်ပြီးတော့မှ the letter ခေါ် the letter ဆိုတာဒုတိယတယောက်ဆိုတာဘယ်သူကိုပြောတာလဲ Lee Yo Min ကိုပြောတာပေါ့နော်အဲ့တော့ဒုတိယတယောက် Lee Yo ကတော့ခေါ်သူစားအောင်ဘာလို့ခေါ်လဲအောင်လို့ခေါ်ပါတယ် a few weeks later အဲ့တော့ခုနတိတ်ပြီးတော့မှမကြခင်ရက်တစ်ပတ်အနေငယ်အတွင်းမှာ the Korean girl Korean ကောင်မလေး I feel a bit uncomfortable သူကဘာပြောလဲငါတဲ့နည်းနည်းလေးအဆင်မပြေဘူးဖြစ်နေတယ် when you call me Lee ဆိုတာကခုနငါ့ကို Lee လို့ခေါ်တာလေးကိုငါတိတ်ပြီးတော့မှအဆင်မပြေနေဘူးအောင်ရေ that is my family name အဲ့ဒါဒီငါရဲ့မိသားစုနာမည်ဖြစ်တယ် please call me Yumi ငါ့ကို Yumi လို့ခေါ်ပါ as a Myanmar girl မြန်မာအမျိုးသမီးတယောက်အနေနဲ့ who is learning English as a foreign language ခုနအင်္ဂလိပ်စာကိုနိုင်ငံခြားဘာသာတစ်ခုအနေနဲ့သင်ယူနေတဲ့မြန်မာအမျိုးသမီးတယောက်အနေနဲ့ကတော့ she thought သူမတွေးတယ် that her family name might be the last name ခုနကသူ့ရဲ့မိသားစုနာမည်ကနောက်ဆုံးနာမည်ဖြစ်မယ်လို့သူကယူဆခဲ့တယ်ဒါဆို English မှာကျတော့နောက်ဆုံးနာမည်ဒီ last name ဒီ family name မဟုတ်ဘူးလေတော့ကိုရီးယားအနေနဲ့ကျတော့ last name မှာ family name ဖြစ်တယ်လေဒါမြန်မာကဘယ်လိုလုပ်သိမလဲဘာလို့လဲအင်္ဂလိပ်ဘာသာစကားမှာနောက်ဆုံးနာမည်ဟာ family name မဟုတ်ကြဘူးဟုတ်တယ်အဲ့ဒါကြောင့်မလို့သူအဲ့လိုပြောလိုက်တာဖြစ်တယ် and the Korean girl also thought အဲ့တော့ Korea မိန်းကလေးအနေနဲ့ကျတော့လေ in her own culture သူမရဲ့ယဉ်ကျေးမှုအရာပြောရမယ်ဆိုရင် that family name of Myanmar friend is သူစားခုနကသူစားလို့ပြောရင်သူစားဒီဘာလို့တာလဲသူစားဒီမိသားစုနာမည်လို့သူကချင်းနေပြတ်နေကိုရီးယားအနေနဲ့အဲ့တော့နှစ်ယောက်စလုံးကလွဲနေတယ် each of them realize နှစ်ယောက်စလုံးခုနကထင်နေကြကတော့ realize ဆိုတာထင်နေကြတယ် that her
their guesses were wrong အဲ့တော့ guesses ဆိုတာသူတို့ရဲ့ခန့်မှန်းချက်ပေါ့နော်အဲ့တော့သူတို့ရဲ့ခန့်မှန်းချက်တွေကမားနေတယ်ဆိုတာကိုသိတဲ့အတွက် and they become comfortable and happy ဘာလို့လဲအဲ့လိုလဲသိပြီးသူတို့နှစ်ယောက်ခြေနဲ့အထင်နဲ့သူတို့အထက်ကမားနေတယ်လို့သိပြီးတဲ့နောက်မှာခုနကဘာဖြစ်လဲ with the name of they wanted to be called သူတို့ခေါ်စီခြင်းနဲ့နာမည်နဲ့ပဲအစဉ်ဖြစ်ဖြစ်ပျော်ပျော်ရွှင်ရွှင်ခေါ်ပြီးတော့မှနေသွားကြတယ်လို့ပြောတာเนาะအဲ့တော့ဒီမှာ blog post 4အရာမှာဆိုရင် the two friends from different land ငယ်ချင်းတယောက်ဒီခုနကမတူကွဲပြားတဲ့နိုင်ငံနေလာတဲ့ and make wrong guesses အဲ့တော့ခုနကဘာလုပ်တာလဲသူတို့ရဲ့ကိုယ်ပိုင်အမည်ပေးစနစ်တွေကလည်းတလွဲစီနဲ့သူတို့ခံမှန်းမှုတွေကလည်းမားယွင်းနေ about how person should be addressed နောက်တစ်ခုလူတစ်ယောက်ကိုဘယ်လိုနာမည်ခေါ်ရမလဲဆိုတာကိုသူတို့မသိဘူးသူတို့ရဲ့ခံမှန်းချက်ကလွဲနေတယ် as they did not realize သူတို့မတွေးလိုက်ဘူး that each culture has its own naming system အဲ့တော့ဘာလို့လဲခုနမတူညီတဲ့နိုင်ငံမှာမတူညီတဲ့ယဉ်ကျေးမှုကိုစီကိုငါနဲ့သူတို့မှာကိုယ်ပိုင်အမည်ပေးတဲ့စနစ်ကမတူညီတာကျသွားဘူးဆိုတာသူတို့သိသွားရပါတယ်เนาะအဲ့ဒါလေးကဒီရဲ့ဇက်လန်လေးပေါ့ဒါတော့ blog post 4ဒါဆိုဒီတိမရှင်းတာရှိလားကဲဒါဆိုရင်နောက်ဆုံးကိုအပိုက်လေးကိုဆက်လက်ကြည့်အောင် all these blog posts show that အဲ့တော့ဒီရဲ့ blog post လေးကတော့ဘာကိုပြောရလဲ people from different cultures ခုနမတူကွဲပြားတဲ့လူတွေဟုတ်လားယဉ်ကျေးမှုမတူညီကြတဲ့လူတွေဟာ communicate messages အဲ့တော့ communicate ဆိုတာဆက်သွယ်နေ messages ဆိုတာတဲ့ chat လက်တွေကိုဆက်သွယ်နေ and perceive the world around them differently အဲ့တော့ perceive ဆိုတာက understand လို့ပြောတာသိမြင်နားလည်ကြပါတယ်ဘာလို့လဲဘာအောင်နားလည်တာလဲမတူညီတဲ့ယဉ်ကျေးမှုရှိနေတဲ့လူတွေကသူတို့ရဲ့သိနေတဲ့ဒီအချက်လက်တွေကလည်းမတူကွဲပြားရဲဆိုတာဒီရဲ့ဟာကိုဖတ်လိုက်ပြီးတော့မှနားလည်သွားကြမယ်ဟုတ်တယ်ဟုတ် intercultural communication ဒါကြောင့်မလို့ဒီချို့ intercultural communication လို့ခေါ်တဲ့မတူတဲ့ယဉ်ကျေးမှုအကြားမှာဆက်ဆံတဲ့ communication တွေ involves ပါဝင်တဲ့ not only an interaction ဆိုတာအပြန်အလှန်ဆက်သွယ်ခြင်း between people from different countries အဲ့တော့ခုနကမတူညီတဲ့နိုင်ငံကနေရှိတဲ့လူကြားမှာ but also communication အဲ့တော့ခုနက but also communication ဆို communication တွေမကဘူး between subgroup အဲ့တော့ဒီမှာ subgroup ဆိုတာကမျိုးနွယ်စုကြားလို့ပြောတာ and ethnic group ethnic ဆိုတာလူမျိုးစုကြား within the same country အဲ့တော့ဆိုလိုတာကဘာကိုပြောချင်တာလဲလို့ပြောလို့ရှိရင်မတူညီတဲ့ယဉ်ကျေးမှုကြားမှာဟုတ်လားတယောက်နဲ့တယောက်အပြန်အလှန်ဆက်သွယ်တဲ့ဟုတ်လားဆက်သွယ်ခြင်းဟာတခြားနိုင်ငံမှာရှိတဲ့လူတွေအကြားအပြန်အလှန်ဆက်သွယ်ခြင်းမတူညီုံတင်တာမကနိုင်ငံတနိုင်ငံတည်းမှာ same country နိုင်ငံတနိုင်ငံတည်းကလူမျိုးဆွဲစုငယ်တွေနဲ့လူမျိုးစုအကြားမှာတောင်မှပြောဆိုဆက်ဆံခြင်းကလည်းမတူညီကြဘူးဆိုတဲ့အချက်လက်တွေလည်းကျွန်တော်တို့ပါဝင်ရမယ်ဆိုတာသိထားမယ်ဒီမရှင်းတာရှိလား there are also differences ဒါကြောင့်မလို့ကျွန်တော်တို့ဗာသိရမှာလဲခုနမတူညီတဲ့အရာတွေအများကြီးရှိတယ် in various aspects of culture ဟုတ်လားကန္ဓလို့ပြောတာနော် aspect ဆိုတာကန္ဓအသီးသီးမှာခုနကွဲပြားခြားနာတယ်ဘာလဲဘာကိုကွဲပြားတယ် values တန်ဖိုးခြင်းမတူညီဘူး beliefs ယုံကြည်မှုခြင်းမတူဘူး ritual ထုံးတမ်းဓလေ့တွေမတူဘူး norms ဆိုတာစံသတ်မှတ်တဲ့နှုန်းထားတွေမတူဘူး language ဘာသာစကားတွေမတူဘူး symbols သင်္ကေတတွေလည်းမတူကြပါဘူးဒါဆိုလိုတာကဘာကိုဆိုလိုတာလဲလို့ပြောရင်ခုနကျတော့တန်ဖိုးတွေဟုတ်လားယုံကြည်မှုတွေထုံးတမ်းစလားဓလေ့တွေစံသတ်မှတ်မှုသတ်မှတ်ချက်တွေဘာသာစကားတွေသင်္ကေတတွေဟာနော်ယဉ်ကျေးမှုကဏ္ဍအသီးသီးမှာအသီးသီးကွဲပြားခြားနားကြတယ်လို့ပြောတာဒီထိမရှင်းတာရှိပါသလားဒါကြောင့်မလို့ intercultural conflicts
and misunderstanding ဒါကြောင့်မလို့ခုန teacher တို့ဘာဖြစ်နိုင်လဲအဲ့ဒီကွဲပြားမှုတွေကပဋိပက္ခတွေခုနဘာဖြစ်လဲ misunderstanding နားလည်မှုလွဲခြင်းတွေဟုတ်လားအဲ့ဒါတွေ may occur ဖြစ်ပေါ်လာနိုင်တယ် as a result of these differences အဲ့ဒီမတူညီတဲ့ဟုတ်လားရလက်တွေကြောင့်မလို့ခုနမတူညီတဲ့ယဉ်ကျေးမှုဆိုင်ရာတွေကြောင့်သူ့ရဲ့ပฏิပတ်ခတွေနားလည်မှုတွေဖြစ်ပေါ်လာနိုင်တယ်အဲ့ဒါလေးသတိထားမယ်ဒါကြောင့် to advert ဒါကြောင့်မလို့ to advert facts past အဲ့တော့ဘာကိုပြောလို့ချင်တာလဲလို့ပြောလို့ရှိရင်ခုနကဒီ to advert facts box ကရှောင်လွဲမစင်မချင်ပြုလိုက်တဲ့အရာတွေကို advert ဆိုတာရှောင်လွဲတာပေါ့အဲ့တော့မစင်မရှင်ပြုလုပ်လိုက်တဲ့အရာတွေကို facts box ကမာယွင်းတော့ပေါ့နော်အဲ့ဒီမာယွင်းတဲ့အရာတွေကိုဒီကျွန်တော်တို့ဘာလို့လဲရှောင်ရှားတားဆီးဖို့အတွက် or social blunder အဲ့တော့ social blunder ဆိုတာဘာလို့လဲအမားတွေကိုပြောတာနော်အဲ့ဒီအမားတွေကိုတားဆီးဖို့ in any international communication အဲ့တော့ခုနကနိုင်ငံတကာဆက်ဆံရေး communication နဲ့ intercultural awareness intercultural awareness ဆိုတာလူမှုရေးမှာရှိတဲ့ခုနကတိထိုက်တဲ့ awareness ဆိုတာကကျွန်တော်တို့ဘာလို့ဒါလဲတိထိုက်တဲ့အရာတွေတတိထားစရာတွေက should be raised ဆိုတာဘာလို့ဒါလဲတိုးမြင့်တင်တယ်လို့ပြောတာအဲ့တော့ဆိုလိုတာကဘာလဲနိုင်ငံတကာဆက်ဆံရေးဒိုင်းမှာကျွန်တော်သူများနဲ့လာဆက်ဆံလာပြီဆိုရင်လူမျိုးမတူတဲ့နိုင်ငံရေးချားမြေချားနဲ့ဆက်ဆံပြီးဆိုရင်လူမျိုးရေးရဲ့ချွတ်ချော်မှုတွေဒါမှမဟုတ်ဆက်ဆံရေးဆိုင်ရာဆိုရတဲ့အမားယွန်းတွေကိုရှောင်ရှားတားဆီးဖို့မတူညီတဲ့ယဉ်ကျေးမှုဆိုင်ရာအသည့်အမြင်တွေကိုဘာလုပ်ပေးရလဲတိုးမြင့်ပေးရမယ်တဲ့နော် this should certainly reduce so certainly ဆိုအသေးအချာ reduce short ချပေးတဲ့ social conflicts အဲ့တော့ခုနလူမျိုးရေးပြဿနာတွေ one two or more people အဲ့တော့လူနှစ်ယောက်ထက်ပိုတဲ့လူတွေ of different nationalities မတူညီတဲ့နိုင်ငံတွေ ethnic groups မျိုးနွယ်စုမတူညီတဲ့မျိုးနွယ်စုတွေ come into contact so နိုင်ငံမတူတဲ့ဒါမှမဟုတ်မျိုးနွယ်စုမတူတဲ့လူနှစ်ဦးဒါမှမဟုတ်နှစ်ဦးထက်ပိုပြီးတဲ့ဆက်ဆံခဲ့တဲ့လူများအတွက်ထိတွေ့ဆက်ဆံတဲ့အခါမှာဒီရဲ့အတိအမြင်တွေကို teacher တို့အတိအမြင်တွေကနေပြီးတော့မှရှိမယ်ဆိုရင်အဲ့ဒီရဲ့လူမျိုးရဲ့ပဋိပက္ခတွေကိုတေချာရှော့ချပေးနိုင်ပါမယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်နော်ဘိုင်ဘိုင်